fat ဟာ ဒီကောင်းပြီကဲဒီနေ့တင်မယ်စာအပ်ရဲ့သင်ခန်းစာတော့တန်ထွက်တယ်နော်သင်လဲသင်မယ်မေးလဲမေးမယ်နင်တို့ကြည်တာအကုန်လုံးစာလေ့လာထားတဲ့ပုံပါပဲလေ့လာထားရတယ်မလားကဲပါအဲ့ဆိုရင်မေးလိုက်မယ်ပထမဆုံးတစ်ခုကိုလူမင်းကောင်းတယ်မေအေးနေအမီလီဒါလေးကိုပြောပြပါအောင်ဆရာတန်ထွက်လေးတန်ထွက်လားချီမီစထရိုင်း what the fuck ဘလို့ချီမီစထရိုင်းလေဟဲဒုက္ခပဲတစ်ချက်ချင်းဖတ်ပါတစ်ချက်ချင်းဖတ်ပါနောက်တစ်ခါချီမီစထရိုင်း chemistry နေဘူးတို့ယူချီမီစထရိုင်းဒုက္ခပဲဘလို့ဖတ်လိုက်တာတော့ဟဲချီမီစထရိုင်းနေ CHE ချီလေ MI မီလေ STRY စထရိုင်းလေချီမီစထရိုင်း အေးပါကဲပါနောက်တစ်ခုထပ်သွားမယ်ထပ်မေးမယ်နောက်တစ်ခုကဒီရကြောင်းလေးနောက်တစ်ခုဘယ်သူမင်းကောင်းလဲဒိုဟိုက်ဒါလေးကြွရအောင်သမီးလေး ဆက်တော့မေးပွား ဟောဟုတ်တယ်ဒါပေမဲ့ငါမျက်လုံးနဲ့နေမမြင်နဲ့လက်ပါထားလိုက်ပါဒါလေးတန်ထွက်ပြပါဦး unique queen ဟာနင် brain ကအရမ်းမြင့်နေပြီကဲတင်းလို့မရတော့ unique queen ပါဘူးဘာလို့ဖတ်လိုက်တာ unique queen ပြန်ဖတ်ဘာလဲတခြားလေးမှန်အောင်ဖတ်ပါသမီးရေနော် you unique queen ကဲတင်းလို့မရတော့ဘူးပဲ unique မှတ်ဟာထိုက်တော့နောက်တစ်ခုထပ်မိမယ်နောက်တစ်ခုကတော့